OK အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့တက်ပေါ့နေ့တက်တာဒုတိယပတ်မှာဒုရဆင်ကြီးအောင်မလုပ်ရရှိတယ်သူတို့ကျွန်တော်တလုံးနဲ့နေဝတ်ပြုကိုရဲ့ကျင်းကဘလောက်ရေးပါလဲအရေးကြီးတယ်ဆိုတဲ့အကြောင်းဆင်ကြီးအောင်မလုပ်ကျွန်တော်တို့ကနေတော်များများကခုနောက်ပိုင်းဆိုတာလဲဆိုတော့အတင်းတော့ဆိုတာအဲ့မလိုတော့ဘူးခံစားတယ်တလုံးနဲ့ဝတ်ပြုကိုရဲ့ကျင်းနဲ့မသွားတယ်ရတယ်ကိုယ်အိမ်မှာလည်းတရားနာတော့တာပဲအိမ်မှာလည်းဒီလိုရတာဒီလိုစိတ်ထဲမှာခံစားလာပြီစာနိုင်လက်ကားချင်းနေနေချင်းခံရရရှိတယ်ခုနလည်းဆံမမဲ့တိတာတက်ပြီးတော့ပြီအိမ်မှာနေတော့ဘာမှမပြောတော့တင်မလာတယ်သူတော့မိသားဖွဲ့ဝမ်းတော့ရှင်ဟုတ်လားသူစုံလေးတို့လည်းမင်းနေကိုပြုဖို့ရအတွက်လုံးမပိတ်တဲ့ခါမှာဘုရားရှင်ညောင်းနေတဲ့စိတ်ကတောင်းတတဲ့ရှင်ရှိတဲ့ကောင်ဘုရားကချိန်ခါပေးလာလို့လားပေးအဲ့ဒါကျမ်းစာမှာတလူနေနဲ့ပတ်သက်ပြီးလူဟောပြထားတယ်ယေရှုခရစ်ရှင်မြတ်ထားပြောတော်မူရာနေ့ကတလူနေနေပြီနော်ယေရှုခရစ်တော်ဘယ်နေ့မှရှင်မြတ်ထားမှာလဲတလူနေနေဆိုတာယသတ္တကရဲ့ပထမဥဒုရက်ဖြစ်ဟုတ်နော်ဓမ္မမှာဆိုဥပုံနေ့ကစနေနေ့တော့ဥပုံနေ့လုံးတရက်ကတနင်္ဂနွေနေ့အဲ့တနင်္ဂနွေနေ့အစောကြီးမှာယေရှုတော်ကဘာလုပ်လဲရှင်မြတ်ထမ်းတော်အဲ့တနင်္ဂနွေနေ့အစောကြီးမှာပိတ်ထားတဲ့လူကပွင့်လာမှာတော့လားပွင့်အဲ့တနင်္ဂနွေနေ့အစောကြီးမှာကျွန်တော်နေ့ကိုပြောချင်တာကိုနေ့ကအရင်တောင်လို့ဒီနေ့ကိုဥပ္ပကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးဒါပေမဲ့တိုက်ဆိုင်တဲ့ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့အရာရှိတော့အဲ့မှာမာဂတ်တော်မာရီကအစောကြီးပင်တိုင်းကိုသွားတော့မသွားဘူးလားဘယ်နည်းမှသွားလဲတနင်္ဂနွေနေ့ဒီအတင်းတော့မှာလည်းတနင်္ဂနွေနေ့ကြည့်ပါကျွန်တော်ဒီမှာကျွန်တော်တို့လည်းသူ့ရည်ရွယ်ကြည့်လို့ယောက်ျားနဲ့မိန်းမသားကိုများဒါယေရှုလက်ထက်မှာလည်းတနင်္ဂနွေနေ့အစောကြီးမှာအစောဆုံးတင်ញိုင်းကုန်းသွားတာအိမ်ကိုသွားတော့ဘုရားကျောင်းသွားတော့ဘယ်လိုသွားလဲတင်ញိုင်းကုန်းသွားဘာလို့လဲတင်ញိုင်းကုန်းမှာယေရှုတော်ကဒီလိုထားတော့မှာခရစ်တော်ရှိတဲ့နေရာကိုသွားတာခရစ်တော်ဘိမတော်မှာရှိတဲ့ဘိမတော်မှာသွားမှာတောင်းမှာရှိရင်လည်းတောင်းမှာသွားမှာတော့ကြောင့်တင်ញိုင်းကူကအဲ့ဥယျာဉ်နဲ့မှာတင်ញိုင်းကူရှိတယ်အဲ့တင်ញိုင်းကူစောလုံးသွားမိမသားလေးဆိုကြောက်တဲ့တယ်စိုးရင်တဲ့ဘုံသားရှိတယ်ဒါပေမဲ့မာဂဒလမာရီကအဲ့ကြောက်တဲ့စိတ်နော်မနဲ့အစွဲသွားတာစိုးရင်ထိတဲ့စိတ်အဲ့စိတ်ကြီးအားလုံးကြော်လာတာကြော်လာတယ်ပူပန်တဲ့ဇာတ်စိုးရင်ဇာတ်တွေဒီမှာရှိမှာမိမသားကြီးကအစိုးရမနဲ့အစိုးရသွားတယ်ဆိုတော့တင်ញိုင်းကူသွားတယ်ဆိုတော့ဒီကိစ္စတော့မဟုတ်ဒါပေမဲ့သူ့မှာစိုးရိမ်နေထိတဲ့စိတ်မိမသားပြီးတော့လည်းရှိတော့တယ်ဒီစိတ်ကိုကြော်နိုင်မကြော်နိုင်ဘူးလားကြော်နိုင်ဒီစိတ်ကိုကြော်နိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်အဲ့မှာသွားတဲ့ခါမှာယေရှုကရှိတာဒီထဲမှာလောင်းမရှိသေးတာမရှိတော့သူကလည်းပွင့်နေတယ်မှာကောင်းတယ်မှာပေါ်လာတဲ့ခါကောင်းတယ်မှာအဲ့ဒီလိုမျိုးနေတာတော့ပြောလိုက်တော့မကြောက်ပါဘူးစိုးရိမ်ထိတဲ့ကြီးမရှိပါဘူးဒီလိုပြောတယ်။အောင်းလမ်းစိုးရိမ်မှုပြောလားမစိုးရိမ်မှုပြောလားမစိုးရိမ်မှုအားပေး။ဒါနဲ့ယေရှုတော်ကနော်ရှင်မခန်းကြီး29မှာခொနည်းရတော့ပထမနေ့ရက်ဖြစ်တော့ထိုနေ့ရက်၌ညအချိန်တော်တော့ကယူရလူလူကိုကြောက်ရတဲ့ကားများကိုပိတ်ချတဲ့တပည့်တော်တို့သည်စုဝေးကြသောအရက်တို့ယေရှုသည်ကြွလာ၏အလယ်မှာရက်တော်မူလျက်သင်တို့၌ညီတဲ့ချင်းရှိသည်တည်းဟုမိန့်တော်မူ၏ဘုသောမိန်တော်မူပြီးမှလက်တော်နဲ့တပည့်တော်ကိုပြတော်မူ၍တပည့်တော်တို့သည်သခင်ကိုမြင်လျင်ဝမ်းမြောက်ခြင်းရှိကြ၏တပည့်ယေရှုကသင်တို့၌ငြိမ်သက်ခြင်းရှိစေတည်းခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူသည်ဤသူသင်တို့ငါစေလွှတ်သည်ကိုမိန်တော်မူပြီးထိုသူတို့အပေါ်၌မှုတ်လျက်သင်တို့သည်တန်ရှင်းသောဝိညာဉ်တော်ကိုခံရတော့အကျဉ်သူ၏အပြစ်ကိုသင်တို့သည်ပြုလျင်ထိုသူသည်အပြစ်လွတ်လျက်ရှိ၏အကျဉ်သူ၏အပြစ်ကိုသင်တို့သည်ပြည်စေလျင်ထိုသူသည်အပြစ်တည်လျက်ရှိ၏ဟုမိန်တော်မူ၏ခொနည်းရက်မှာပထမနေ့ရက်မှာနော်အညမှာယူရလူတွေကိုကြောက်ပြီးတပည့်တော်တွေစုဝေးလားစုဝေးလားစုဝေးတယ်တပည့်တော်တွေနဲ့ဒီမာဂဒမာရီတို့မေရောမာရီတို့ကဘာဖြစ်နေလဲစိုးရင်ထိတ်လန့်တယ်လူတိုင်းကစိုးရင်ထိတ်လန့်ခြင်းရှိစိုးရင်ထိတ်လန့်ခြင်းရှိတဲ့လူရဲ့အလယ်မှာဘယ်ပေါ်လာလဲယေရှုတော်ပေါ်လာဟုတ်ကဲ့နော်တကားလေးလည်းပိတ်ထားတယ်စိုးရင်ထိတ်လန့်တယ်အဲ့ဒီမှာအဲ့အလယ်ထဲမှာယေရှုကိုယ်တိုင်ကရောက်လာဟုတ်ကဲ့နော်ဘေးမှာရောက်တယ်မဟုတ်ဘူးဘယ်မှာရောက်လာလဲအလယ်တဲ့သိလားဘေးမှာရောက်တယ်ဆို
ချို့တတိမထားမိတာဖြစ်သူတို့စုဝေးရဲ့အလေအတင်းတော့ဘောင်းလဲဆိုယေရှုကပေါ်လာရင်ဘာပြောလဲယေရှုပြောတဲ့စကားပါလေသေလို့၌ငြိမ်သက်ခြင်းရှိစေသည်ဒီစုဝေးထိတတ်နေတဲ့လူဘုံလဲမှာရောက်လာအဲ့ဒါကဘာအိတ်လဲဆိုလူတွေအားလုံးစုဝေးရင်ထိတတ်ခြင်းတွေရှိတယ်စုဝေးရင်ထိတတ်ခြင်းအလဲမှာဘယ်လိုကြည့်လဲယေရှုတော့ရှိတယ်ယေရှုကအဲ့ဒါဘယ်နည်းမှမင်းတာလဲတလူနေနေမှာမင်းတာသေလို့၌ညီတဲ့ချင်းရှိတယ်မစိုးရိမ်တယ်မထိတ်နိုင်တယ်ညီတဲ့ချင်းရှိတယ်ဒီအဲ့မှာတစ်ချိန်မင်းနော်ဆိုတော့ရှင်အခန်းကြီး20 19မှာတစ်ချိန်မင်း21ရောက်တဲ့ခါမှာလေတပန်ယေရှုကသေလို့၌ညီတဲ့ချင်းရှိတယ်ဒီဘယ်တစ်ချိန်မင်းလားနှစ်ချိန်တော့ထူးခြားတယ်ဒါလည်းကျွန်တော်တို့ကပါလေရောက်နေတဲ့အားဖြင့်မစိုးရိမ်နဲ့ခါလေးကကိုပူပြီးစိုးရိမ်နေပူရတဲ့စိတ်လုံးလာခြင်းထပ်အားပြရတာမအားပြရဘူးထပ်အားပြရခြင်းယေရှုကနှစ်ကြိမ်ကထပ်ပြီးအားပြရထပ်ပြီးကြည့်ပြီးတော့မစိုးရိမ်နဲ့ညီတဲ့ချင်းရှိတယ်ဒီတင်းလုံးနဲ့ညီတဲ့ချင်းရှိတယ်အဲ့ညီတဲ့ချင်းမှာလုံးလုံးပါသိဘယ်နည်းမှာပေါ်လာလဲတလူမှုနေမှာတလူမှုနေမှာသူကတခွဲတဲ့နေရာကစုဝေးနေတာအခုကျွန်တော်တနည်းနည်းရောက်လာတဲ့ခါမှာအားလုံးချင်းကျက်တဲ့အတိုင်းသူကဆူဝေးလားမဆူဝေးဘူးလားဒါဆိုကျွန်တော်တို့ကဆူဝေးတဲ့ခါမှာကျွန်တော်တို့ကအိမ်တိုင်းမှာကအပူရှိတယ်အိမ်ထဲမှာအခက်အခဲပြဿနာရှိအောင်ရှိလားဒါဆိုကျွန်တော်တို့ကိုဆူဝေးတယ်ဆိုတာတနည်းအားဖြင့်မစိုးရင်ရင်ပူပန်ခြင်းတွေဆူဝေးနေရတယ်အတူတူပါပဲကျွန်တော်တို့လည်းမှာဘာလို့ရှိတယ်ယေရှုရှိတယ်လို့ကျွန်တော်တို့စိုးရင်ပူပန်မှုတွေလည်းမှာဘာလို့ရှိတယ်ယေရှုခရစ်တော်ယေရှုတော်ဘယ်လိုဂရုပေးတာလဲနေတဲ့ချင်းရှိတယ်ဒီမစိုးရင်ဝေးကြီးအခက်အခဲပြဿနာနေတဲ့ချင်းရှိတယ်မစိုးရင်နေတဲ့ချင်းရှိတယ်ပြည်လဲသွားလိုက်ကျမ်းမာခြင်းအားနည်းနေတာနေတဲ့ချင်းရှိတယ်ကျမ်းမာသွားလိုက်အာမင်အိမ်တော်ရေးသားရေးသမီးအစီအမံတွေလားနေတဲ့ချင်းရှိတယ်အားလုံးပြည်သွားလိုက်အာမင်တိအနာခဲ့တော့ပူပန်နေတာစိုးရင်နေတာနေတဲ့ချင်းရှိတယ်အားလုံးလွတ်တော့သွားလိုက်အာမင်အလောက်ကလည်းပူပန်မှုတွေဖြစ်နေတာမစိုးရင်နေတဲ့ချင်းရှိတယ်ဒီလိုပြောတယ်လူတော်မလို့လားလူတိုင်းအပူလေးရှိတယ်ဗျအဲ့မှာကြောက်ရွံ့နေတာယူရလူတွေမလုပ်နေတယ်ကြောက်တဲ့လူတွေလည်းယေရှုတော်ဘယ်လိုပြောလဲငြိမ်သက်ခြင်းရှိတယ်ဒါကလည်းကျွန်တော်အနာဂတ်ကိုတွေးပြီးကြောက်တယ်စာဝင်တွေတွေးပြီးကြောက်တယ်အားရသမီးတွေနဲ့ပတ်သက်ပြီးတွေးပြီးကြောက်တယ်ကျွန်တော်တို့ကအကြောက်တရားဆိုတာရှိမှာမရှိဘူးလားရှိတယ်အကြောက်တရားမသိမသိရှိတယ်အကြောက်တရားကျွန်တော်တို့ချင်းကြောက်တယ်ဒီမျိုးစုံနဲ့ချင်းကြောက်တယ်ဒီကမျိုးစုံနဲ့အကြောက်တရားမျိုးစုံနဲ့ပုံစံမျိုးစုံနဲ့လာပြီးချင်းကြောက်တယ်ဒါပေမဲ့ယေရှုတော်အတူတူဆွေးတဲ့တင်းနေနေမှာပြောတယ်ညီတဲ့ချင်းရှိတယ်မကြောက်ပါနဲ့ဒီကြောက်မှုတွေအားလုံးကြော်သွားလိုက်ဒီကြောက်မှုတွေကိုမင်းတို့အနိုင်ယူရလိုက်တယ်ညီတဲ့ချင်းရှိတယ်ညီတက်တာနေဘာမှမစိုးရိမ်နဲ့မကြောက်နဲ့တော့အားလုံးစင်ပြီးဒီလိုတော့နေတူတော့မလို့အဲ့ကြောင့်အတူတူဆွေးခြင်းအမှုကတိတ်အရေးကြီးတယ်ဗျတိတ်အရေးကြီးအဲ့ဒီမှာဆွေးတဲ့အချိန်မှာယေရှုရောက်လာတယ်လို့ပြောအဲ့ဒီမှာမရှိတာဘယ်လိုလဲသိလားတော်မတ်ကမရှိအတူတူဆွေးတဲ့အချိန်မှာဘယ်လိုရှိလဲတော်မတ်မရှိတော်မတ်ကလည်းဘယ်လိုစမ်းပါအောင်လဲအတူတူဆွေးတဲ့ကောင်ကရှိတယ်လားမရှိသေးဘူးလားဒါမရှိလားမရှိတဲ့ကောင်ကပြဿနာပြတ်လာတယ်သူယုံလားတန်မြတ်ပြတ်လာတယ်ဘူးလားဒီအတေးသူသာရှိခဲ့တယ်ဆိုယေရှုကိုတန်မြတ်ပြတ်ဘူးလားဒီနေ့တောင်တော်မတ်အကြောင်းကျွန်တော်ပြောရတယ်တော်မတ်ကတန်မြတ်ရှိတယ်ယေရှုအကြောင်းပြောရင်တော်မတ်အကြောင်းဘာလို့ဖြစ်လာကောင်းတဲ့နေရာမှာပါလားတန်မြတ်ဖြစ်တဲ့နေရာမှာပါနေလားတရားဖြစ်တဲ့နေရာမှာတော်မတ်ကိုပြောတယ်ချီးမွမ်းတဲ့နေရာမှာပြောနေတာဒီနေ့တောင်ပြောနေတယ်တော်မတ်ကအဲ့မှာမရှိတဲ့အခါမှာရှင်တို့ကအခန်းကြီး20ရောက်လာတဲ့အခါမှာ24ဘက်တည်တယ်ထို့သောယေရှုသည်ကြွတော်မူသောအခါတမန်တော်တစ်ကြိမ်နှစ်ပါးအဝင်ဤတူမှုဟုအမည်ရှိသောတော်မတ်သည်ထိုတပည့်တော်တို့နှင့်အတူမရှိဘူးရှိလားမရှိဘူးမရှိတဲ့အခါမှာသူကဘာစကားပြောလဲဆိုတော့နော်25မှာထိုသူတို့ကလည်းကျွန်တော်တို့ဒီသခင်ကိုမြင်ရကြပြီလူတော်မှာပြောဆိုကြတယ်တော်မကလက်တော်၌တိုင်ရိုက်ရာချက်ကိုမမြင်တိုင်ရိုက်ရာချက်ကိုလက်ညှိုးနဲ့မတို့မဆန့်နဘေးတော်ကိုလည်းလက်နဲ့မဆန့်တတ်ရတယ်အကျွန်ုပ်ဒီမယုံဆိုပြီးတော်မကမရှိကြီးရဲ့နောက်မှာထူကြတယ်သိလားတန်တရားဖြစ်တာကျန်တဲ့လူတွေဖြစ်လားဖြစ်လားဖြစ်ဘူးကျန်တဲ့လူတွေဒီစကားပြောလားဒါဆိုကျန်တဲ့လူတွေကအတူတူစုပြုံးတဲ့နေရာမှာရှိလို့လားမရှိလို့လားရှိလို့မဖြစ်တာ
မရှိတဲ့လူကထူးထူးခြားခြားပွက်ထွက်သွားတော့ပေါင်းတာမရှိတဲ့ Thomas ကတယောက်ကမရှိဘူးမရှိတဲ့တယောက်ကပြဿနာဖြစ်စိတ်ထဲမှာပြဿနာဖြစ်ကျန်တဲ့လူတွေအားလုံးကငါတို့တွေ့တယ်ငါတို့တခင်ငါတို့လည်းမှာပေါ်လာတယ်တခင်ရှင်မြန်သားတော့ငါတို့ငြိမ်တဲ့ချင်းရှိတဲ့လူလို့ပြောတယ်ငါ့ကိုမကြောက်တဲ့လူပြောငါယူရတဲ့လူကိုကြောက်တယ်ယေရှုကယူရတဲ့လူတွေမကြောက်နဲ့ငြိမ်တဲ့ချင်းရှိတဲ့လူမင်းတို့အားလုံးကာကွယ်ထားပေးပြီးသားငါမှဆိုရင်ရင်ထိတ်နေခြင်းရှိတယ်ယေရှုကငြိမ်တဲ့ချင်းရှိတဲ့လူလို့ပြောတယ်တယောက်နဲ့တယောက်တက်ကြကြတယ်ငါတို့တခင်ကိုပြန်တွေ့တခင်ရှင်မြန်သားတော့တယ်မာသတ္တနာမာရတယ်ပြောတယ်ငါတို့တင်းချိုင်းကိုသွားတဲ့ခါမှာလည်းကောင်းမွန်တဲ့ခါပြောတယ်တခင်ရှင်နဲ့ထားတော့ပြီလို့ပြောတယ်တင်းချိုင်းကိုမှလည်းမကနာမိုင်ယေရှုခရစ်တော်နဲ့တွေ့ရတာမတွေ့ရဘူးလားတင်းချိုင်းကိုမှလည်းတွေ့တယ်အခုငါတို့ဒီညမှာလည်းငေါင်းနဲ့အခုတွေ့အာမေးညမှာစုဝေးရဟုတ်ပြီနော်ဘယ်မှာလဲညအလင်းမှာညအလင်းမှာညဆိုကောင်းကောင်းပဲဒါခါလေကျွန်တော်တို့မောင်မိုက်တုံနေတဲ့အချိန်မှာလည်းမဟုတ်ဘူးနဲ့ကျွန်တော်တို့လည်းမသူရှိတယ်ယေရှုခရစ်တော်ရှိယေရှုခရစ်တော်အားလုံးနဲ့ညီတဲ့ချင်းရှိတယ်အာမေးဒီနှစ်အစအုပ်တကယ်ပုံနေတော့ကျွန်တော်မကြိုက်ကျွန်တော်ရည်တဲ့အဆင်ပြေဘာလို့လဲကျွန်တော်ကဒီနှစ်တော့ကျွန်တော်ပြင်ဆင်မှုရှိနှစ်တော့ကျွန်တော်20ဒီဇင်ဘာ25လောက်ပဲတိုက်ပြင်တော့တော့25လောက်ပဲအိမ်မှာကျွန်တော်မင်းတို့တည်တယ်ကျွန်တော်အိမ်မှာတောင်းတော့အောင်မလို့အထဲတော့ကနေပြီးတရားစင်ကြအောင်တယ်ဘုရားနဲ့စကားပြောစင်ကြအောင်တယ်ဒီနှစ်ထဲမှာဘုရားကဘာမှုတွေပြုဘယ်လိုလုပ်လာမလဲဟောဘုရားရဲ့လမ်းကြောကျွန်တော်ညှော်လေးနှစ်ကုန်ပိုင်းဒီမှာအနေနဲ့ကြည့်တော့အင်္ဂါတဲ့တုံးနဲ့ရောက်လာမြေကုတ်ဝယ်ဖြစ်သွားတယ် sorry မြေကုတ်ဝယ်ဖြစ်သွားတယ်နှစ်ဆန်းပိုင်းမှာလည်းကိုကုံမူတာက25လေးပို့လာပြီထပ်ပြီးကတော့ရှိတာငါးလေး25လေးတိတ်ကောင်းတော့ကောင်းပါကောင်းတယ်ကျွန်တော်ဝမ်းသာတိတ်ဝမ်းသာတယ်ဝမ်းသာဒါလည်းဖျားကြည့်တော့ဒါပေမဲ့ကျွန်တော်သက်တာပါဆိုတော့အဲ့လိုလားမလားမင်းတို့စမ်းကြည့်ကြမှာရအားနေကျွန်တော်မိလည်းကြမှာကြီးအားနေတိတော့တော့အနေတိုင်းပြအဲ့ဒီမှာဘာထက်လာလဲကျွန်တော်သားကြောဝင်နေရတယ်ရုပ်တည်းဝင်းပြဝဲလျှော့ဖြစ်ရင်းထဲမှာအစီပြေးမိတယ်ဒါမဲ့လည်းကျွန်တော်တရားကိုဆင်ခြင်အောင်လေဒီနှစ်သက်တော့ဘုရားကဘာလမ်းပြဆိုတာလဲဘုရားရဲ့ဂရုတော်တွေဘယ်လိုလမ်းပြလဲကျွန်တော်တို့ကတော့ဆင်ခြင်အောင်လေဘုရားရဲ့နားထောင်လိုက်ပါနော်ဒီရနားလည်းမရတယ်နားလည်းမရညလည်းပါညမှာဒီမှာနော်ပထမနေ့ရဲ့ကျေတော့ထိုနေ့ညအချိန်ရောက်တော့အခါဘယ်နည်းလဲတလုံးမနေညယေရှုခရစ်အဲ့ညမှာပေါ်လာတာပေါ်မလာဘူးပေါ်လာတယ်ကျွန်တော်စဉ်းစားကြည့်တယ်ဒီပေါ်ဘာညမှာဘာလို့မသွားတော့ကျွန်တော်တို့ညမှာတောင်းတောင်းသွားသေးတာကိစ္စကြီးရတယ်မနေ့ကသွားလေရတယ်ဒီမှာယေရှုခရစ်အဲ့အမောင်ထဲမှာတော့သွားတာမသွားဘူးသွားတယ်တဲ့ယေရှုခရစ်တိတ်ချစ်မှုအောင်လည်းပြန်အောင်သိလားမိုးလေးမှမဟုတ်ဘူးအချိန်ကြီးကောင်းမှကျွန်တော်တို့ကြည့်တာမဟုတ်အချိန်ကြီးကောင်းမှပူနေတာမဟုတ်တပည့်တော်တွေကဒီမသိတဲ့ခါမှာအိုင်ထဲမှာနော်ရွက်ကဟိုကရွက်နဲ့တွန်းလာအိုင်ထဲမှာရွက်မတွန်းနိုင်ပဲနဲ့တက်ခက်ပြီးပြင်ပန်းနေကြတဲ့အချိန်မှာယေရှုခရစ်တော်ကည3ရက်ဒီချိန်မှာမလုပ်လာတယ်ရေပေါ်မှာလမ်းလျှောက်ပြီးဆက်တော်ပြတ်နေတာလားမလားဇန်နဲ့တော်ဘယ်တနာလဲ3ရက်ဒီချိန်ကဲမောင်လိုက်ရအိတ်ကောင်းတဲ့ချိန်ကျွန်တော်တို့ကအဲ့ချိန်မှာပုံသက်ပြီးအာဆီယာကြီး3နာရီချိန်မှာကျွန်တော်တို့အိမ်မှာဒီလိုကျွန်မအမေဘာဖြစ်နေညာဖြစ်လို့လာပါအောင်လို့ကျွန်တော်တို့သွားနေတာဆိုအဲ့မှာဟွာမင်းဘိုးပဲဒီတော့မယ်ကြာအဲ့တော့မှသွားမယ်ကျွန်တော်တို့ကအဲ့ချိန်ဘူးနဲ့အားလေးကျွန်တော်တို့ကစကားတော့ကောင်းပြောချင်မှာပြောနေကျွန်တော်တို့ဆိုပြီးရင်ထွက်လာတယ်ဒါတော့ခရစ်တော်ကဒီ3ချက်ပြီးချိန်မှောင်မိုက်နေတဲ့အချိန်မှာပြီးရင်သူ့တပည့်တော်တွေဂါလိလဲပြင်နေအိုင်လို့ခေါ်တယ်မရီယိုပြင်နေပါလေဒီလားညီငယ်အိုင်ပြတော့ဂါလိလဲအိုင်အထင်းမှာအိုင်ထဲမှာသူ့တပည့်တော်တွေဒုက္ခရောက်ဘယ်သူသိလဲယေရှုတော်ကြီးဘယ်နှနာရဲ300တော်တော်အိတ်ကောင်းနေတဲ့အချိန်မှာတော်တော်မောင်မိုက်တုံနေအဲ့ဒီမှာယေရှုလာဟိလားယူလားမယူသွားတယ်သွားပြီးကူညီပေးတယ်သူ့တပည့်တော်တွေစိုးရိမ်တုံလုံးတွေပြင်ပန်းနေတဲ့အရာတွေအားပြီးလားအားမပေးဘူးလားအားပေးပေးလို့ဆိုကိုရောမန်လည်းဆိုကျွန်တော်ရေပေါ်မှာလမ်းလျှောက်မှာရှောက်လာခဲ့ဒါပဲလို့ပြောတယ်ကွာပေးလို့အောင်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်မှတ်တမ်းဝင်တော့မဟုတ်ဘူးဒါ
ပြောချင်တာဘုရားကကျွန်တော်နဲ့ပတ်သက်ပြီးအသေးစိတ်ယူဆိုင်ဒါကြောင့်ကျမ်းစာကိုဖတ်တဲ့အခါမှာလည်းကျွန်တော်ကျမ်းစာကမှတ်တမ်းတင်ထားတဲ့အရာတွေကအားလူစိတ်ဆန်ကျွန်တော်တို့မြင်စေခြင်းသိစေခြင်းတွေကအများကြီးရှိကျွန်တော်ဘောမှာဝိုင်းကြုံနေခြင်းရှိအနေတိုင်းကြုံနေခြင်းရှိအဲ့ဒီအချိန်မှာပဲလူရှိခရစ်တော်ရှိခရစ်တော်ဘယ်လိုပြောလဲညီတဲ့ခြင်းရှိတယ်အဲ့ဒါတော့မှကပြဿနာဖြစ်တယ်သူစိတ်ထဲမှာမယုံမြင်တဲ့ကောင်ကမယုံနိုင်ဘူးရဲ့ငါကင်လို့ရမှာစက်တက်လို့ရမှာငါကိုယ်တိုင်ထိမှာပြီးတော့ငါလည်းငါဆန်းလို့ရမှာငါယုံမှာဘယ်တော့ဆိုလဲကြည့်ဒါတော့ယေရှုနဲ့ပြည်နေခွဲတော့နေတာသုံးနှစ်ခွဲလုံးအလေးကနေတာယေရှုကတေခြင်းမှရှင်မြတ်တောင်းမှဆိုသူအချင်းချင်းပြောတော့မပြောဘူးလားယုံနိုင်လားမယုံဘူးတော့သုံးနှစ်ခွဲပဲလို့အလေးကလိုက်တဲ့လူတွေယုံလားတကယ်တော့ပြောင်းအောင်မယုံယုံနာဘယ်သူတွေလဲဒီကတဘာမျိုးသားတွေယေရှုရှင်ပြန်ထားမှာဆိုလို့မှစစ်တက်သွားဆောင်နိုင်အောင်ဆောင်လိုက်တာယေရှုကရဲ့ရှင်ပြန်ထားမယ်လို့ပြောတယ်ဒါကြောင့်မလို့ရဲ့မင်းတို့တင်ချိုင်းကမှာသွားပြီးစောင့်လာလို့ပြောလာမှာပါလားပြောတယ်နော်အဲ့တော့စစ်သားတွေကသွားဆောင်တယ်နော်ပြန်တဲ့ဖာရဲတွေပြန်တဲ့ပုံကိုအားလုံးကပြောတာယေရှုရှင်ပြန်ထားမှာကြောက်လာကြောက်တာကြောက်အဲ့တော့ဘယ်လိုထွက်လာလဲအားလည်းတက်ပြလိုက်။သူကသူရှင်မနာမယ်လို့ပြောလာမလို့လား။ပြောရဆိုမှစစ်သားရဲ့ပတ်ဆောင်အောင်ဆောင်တာ။သူတို့ကယုံနေတာသိလား။သူတို့သုံးနှစ်ခွဲတော့မနိုင်ဘူးလား။ယေရှုပြောတဲ့စကားသူသိတာမလား။သိတယ်အားကြောင့်ပတ်ဆောင်။ဒါပေမဲ့တပည့်တော်တွေကသုံးနှစ်ခွဲလုံးလိုက်ယုံတာမယုံတဲ့အပြင်ပိုးပြီးယုံဆိုအကြီးကျယ်ဆုံးဖြစ်သွားတယ်။သုံးလက်ဖြစ်သွားတယ်။ဘာဖြစ်လို့သုံးလက်ဖြစ်လဲ။သုံးလက်အကြောင်းတရားပါလေ။အဲ့အတူကစုဝေးတဲ့အချိန်မှာသူမရှိခဲ့ဘူး။မရှိလို့အဲ့ကတည်းကဖြစ်လာတာ။ရှိရင်ဖြစ်ကြအောင်ရှိတာ။ကျန်တဲ့ရှိတဲ့လူတွေသူ့လိုဖြစ်လာမရှိတဲ့သူတယောက်ပဲထူးထူးခြားခြားအားလုံးပွဲထွက်လာတခါလေကျွန်တော်တို့အတူပတ်စုလုံးတဲ့အရာတပတ်ပြက်တယ်ဘာမှမဖြစ်ပါဘူးကွာပြီးတော့ဒီနုနေမသွားလဲဘာမှမဖြစ်ပါဘူးကွာလို့ကျွန်တော်တို့ထင်အောင်ထင်နေတယ်ဒါပေမဲ့အဲ့တပတ်ကလေးပြက်လိုက်တဲ့အရာကျွန်တော်အတူပတ်စုရုံးပြီးမိတ္တာပြုတဲ့အထဲမှာကျွန်တော်ပြက်ကွက်လိုက်တဲ့အရာကကျွန်တော်စိတ်ထဲမှာဘယ်လောက်တောင်မှပဲလောက်ခံမှုတွေဖြစ်သွားတယ်ဆိုကျွန်တော်မသိဒီလိုတော့တူးနေလားစိတ်မပါလဲလားစိတ်ပါလဲလားအဲ့လိုလည်းမဟုတ်ဘူးစိတ်မပါပဲလားလည်းဘာမှမလုပ်ဘူးကြဒီလားစိတ်ဝင်စားမှုဆိုတော့တိတ်အရေးကြီးတယ်ဒါကြောင့်မို့နားရှိတော်သူတွေကကြားပါတယ်ကျွန်တော်တို့တရားအောင်နားထောင်တာလူလားလားနဲ့နားလေခြင်းနဲ့နှလုံးသားနဲ့နားထောင်အလွန်ကြည်ညိုသောစေနာစိတ်နဲ့နားထောင်အဲ့စိတ်နှလုံးရှိမှသာလေမှတ်မိတာတရားကိုစိတ်ဝင်စားနားထောင်တခါဒီကျွန်တော်လာတဲ့မှာတယောက်နဲ့အားပေးလားအားမပေးဘူးလားအခုဦးဆုံးတွေတက်တည်ခံနေဆရာမမကြီးတက်တည်ခံနေအကျဉ်းတဲ့လူတွေတက်တည်ခံနေဘယ်မဲ့တွေအောင်လဲတယောက်နဲ့တယောက်တက်တည်ခံနေဟုတ်လားလူငယ်တွေကလည်းလူငယ်တွေတယောက်ဟုတ်လားနော်ဆရာကျွန်တော်ဆရာအောင်တဲ့ကိုစတန်းနေတော့မှဆရာအေးဆိုတော့တက်တည်ခံနေဆရာမမကြီးတို့တက်တည်အားလုံးပေါ်တယောက်နဲ့တယောက်ကျွန်တော်တက်တည်ခံနေအနည်းငယ်စီကိုတယောက်နဲ့ရင်ထဲမှာကြံအောင်မကြံအဲ့တက်တည်ခံတဲ့အချိန်မှာကျွန်တော်စိတ်ဝင်စားပဲနဲ့အောင်မဆိုင်ဘူးဆိုကျွန်တော်ဘာမှမကြံဘူးကျွန်တော်အဲ့ကြောင့်တက်တည်ခံတဲ့ခါမှာကျွန်တော်ကအမြဲတမ်းအောင်ဆိုင်တယ်သူပါတက်တည်ခံတယ်ဘာအကြောင်းတရားတက်တည်ခံတယ်ဘယ်လိုသွားနေလဲကျွန်တော်တက်နားထောင်ကျွန်တော်ရင်ထဲမှာလည်းတက်တည်ခံခြင်းတွေကြားပြီးကိုယ်ကိုယ်တိုင်ခွန်အားပြန်ဖြစ်သွားတဲ့အရာရှိမှမရှိဘူးကိုယ်တိုင်ပျော်ရွှင်သွားတဲ့အရာရှိမှမရှိဘူးရှိတယ်ကိုယ်ကိုယ်တိုင်ဝိညာဉ်နယ်ပင်မှာမြင်သွားတဲ့အရာရှိမှမရှိဘူးရှိပါတယ်ဒါတင်းဆရာပြောတော့မဟုတ်ဘူးညီကောင်မမတွေကတယောက်နဲ့တယောက်တက်တည်ခံခြင်းခွန်အားပေးခြင်းအပြင်ရင်ထဲမှာပြောင်းလဲနေတာတယောက်တက်တည်ခံတဲ့ခါမှာတယောက်ထဲမှာလောက်တော်မှုရှိအောင်မရှိဘူးလားရှိတယ်အယောက်50လောက်အယောက်50လောက်လောက်တော်မှုရှိမယ်လို့ပြောချင်တာမဟုတ်ဘူးဒါပေမဲ့စုံပြောင်းထဲမှာလောက်တော်မှုကိုခံစားမှခံစားဒါကြောင့်ဒီ process ကိုရင်ကတက်အရေးကြီးပါတယ်တော်တော်ကမရှိတော့ဘူးပြဿနာဖြစ်လာတယ်ဒါပေမဲ့တိတ်အအောင်ကောင်းတဲ့တစ်ချက်ရှိတော့တော်တော်ကအဲ့လိုတန်တရားဖြစ်နေတဲ့ခါမှာယေရှုခရစ်တော်ချက်ချင်းတော်တော်ကိုဒီနေ့ဒီလိုနေ့မှာဒီလိုညမှာပြဿနာဖြစ်နေတော်တော်ကမယုံဘူးဒါနောက်တနေ့လာပြီးအင်္ဂါနေ့ယေရှုကသွားပြီးပြန်ပြီးသူတို့စုဝေးတယ်လည်းမပြလို့ရမှာမရဘူးရမှာမရဘူးမလုပ်ဘူးယေရှုမလုပ်ဘယ်အချိန်ကြီးဆောင်လဲနောက်တစ်ပတ်လုံးနေပြီးဆောင်ဟုတ်နော်ကျမ်းစာဖက်ပြီးတယ်မှာရှင်ယောအခန်းကြီး20ကြောင့်ထိုးနောက်နော်ပြောပါလေတော့နဘေးတော်ကိုလည်းလက်နဲ့မဆက်တတ်ရဘူး
ရတယ်ကျွန်တော်မယုံဘူးဆိုပြီး26ရောက်တော့မှထိုးနောက်ရှင်းရမြောက်တော့နီးနိုင်တပည့်တော်တို့ဒီအဖန်အထဲမှာရှိကြရင်တောင်းတန်တဲ့ပါကြီးဒါများကိုပြရားစေယေရှုသည်ကြွလာရင်လည်းမှာရက်တော်မူတဲ့တင်တို့နိုင်ညီတဲ့ချင်းရှိစေတည်းမင်းတို့အာမင်ရှင်းရမြောက်တော့နေ့ဘယ်နည်းရလဲရှင်းရနေ့နောက်တော့ဟော9ရက်ပြည့်ပါ9ရက်နေ့ကစနေနေ့ရှင်းရမြောက်တော့နေ့ဆိုတာဘာနေ့ဖြစ်ပါလဲတနင်္ဂနွေနေ့ဖြစ်ပါအဲ့တနင်္ဂနွေနေ့မှာယေရှုအထက်သွားတယ်အဲ့တနင်္ဂနွေနေ့မှာသူတို့စုဝေးတဲ့ဘေးမှာပေါ်လာအလယ်မှာပေါ်လာအလယ်မှာပေါ်လာမြောက်ဝါထင်နေအားလုံးသုံးခုတော့ပဲမြောက်ယေရှုကပြသိလားကိုကြောင့်ဘိုးကပြတာပေါ့အားလုံးမြောက်ဝါထင်နေအားလုံးရဲ့ရှေ့မှာနှစ်ခုတွေ့တူအားလုံးရှင်းရှင်းလင်းလင်းမြောက်ပြပထမချိန်မှာလည်းပြဒုတိယချိန်မှာလည်းပြပါမယ်ကြောက်ပေါ်လာတဲ့ကောင်မှာတော့လေတေလုံးနာရေတရေရှိတယ်ဘယ်နည်းမှပြောရတာအတူနေအတူကစုံနေသိလားဒါဆိုညီတဲ့ချင်းနဲ့ဆိုင်တဲ့ကောင်းကြီးကရှိတာမရှိဘူးလားရှိပါဘူးကျန်တဲ့တင်းနေတာလေးငါလေးဘုံမှုနဲ့စနေနေ့မှာပြောခဲ့တယ်ဆိုဒီမှာပါလားပါလားညီတဲ့ချင်းရှိတဲ့ဒီလိုပြောခဲ့တဲ့အချိန်ကြီးကဘယ်နည်းနေပါလဲတလူနေနေကောင်းတဲ့မှာလည်းကြောက်ရင်မရှိပါနဲ့မစိုးရိမ်နဲ့ယေရှုကကြွလာတယ်မှာယေရှုကမင်္ဂလာဖြစ်တဲ့စကားပြောတယ်တင်းလို့နဲ့မင်္ဂလာဖြစ်စေတယ်ပေါ်မှာတလူနေနေမှာဘယ်နှချိန်တော့လဲနှစ်ချိန်တော့တယ်အခုနောက်တော့တလူနေနေမှာလည်းပို့လာချင်းပို့လာမပြောဘူးလားပြောတယ်တင်းလို့နဲ့ညီတဲ့ချင်းရှိစေတယ်အဲ့ညီတဲ့ချင်းဆိုတဲ့မှာအလုံးစုံပါတယ်မိသားစုနေမကောင်းမကြမ်းမှဖြစ်တယ်မှာစိတ်လုံးညီတတ်တာညီတယ်ဘူးပြကျမ်းမှာညီတတ်တာညီတယ်ဒါကလည်းငွေကြီးအစင်ပြေနှလုံးသားအစင်ပြေမဖြစ်ဘူးနော်အဲ့ကပါလာလေစိတ်နှလုံးဟာဒီတိုက်လာဟုတ်လားလည်းလုံပြလာတယ်နော်ကျွန်တော်တို့မှာရှိပါတယ်ဆိုရင်ဒီထိတ်လိုက်နေတာအမြဲတမ်းကျွန်တော်တို့လာပြီးချင်းချောင်းလာပြီးတခါဖောက်ဒါမှလည်းပူရမလို့ကျွန်တော်လည်းပူရှိတယ်ရှိကျွန်တော်အလဲမှာရှိရင်ပြောနေတာစိုးရိမ်မှုတွေထိတ်လန့်မှုတွေကြောက်ရွံ့မှုတွေအလဲမှာမရှိတယ်ယေရှုရှိတယ်အဲ့ယေရှုကကျွန်တော်တို့ဘယ်လိုခရီးပေးရလဲဒီလိုနဲ့ယေရှုရှိတယ်မစိုးရိမ်နဲ့အပြည့်ဘာဖြစ်လဲဒီလိုနဲ့ညီတဲ့ယေရှုအဲ့ညီတဲ့ကြီးကကိုစိတ်ပဆိုင်တဲ့ကားယေရှုတော်ပြောတော့မစိုးရိမ်နဲ့ဆိုမစိုးရိမ်ပါနဲ့အဲ့ဒါပါလဲဆိုကိုစိတ်တော်ဆန်မယ်အပြည့်ဝကြီးမဆန်ဘူးနော်ညီတဲ့ရှိတဲ့တတိဆိုကိုကောင်းအောင်ပေါ့ယေရှုတော်မင်္ဂလာဖြစ်တဲ့စကားအဲဒါကျွန်တော်ညီကောင်တော်ရတယ်ကျွန်တော်လည်းအများကြီးတည်ကြတယ်ကျန်တဲ့ညီကောင်တော်ရတယ်အခုလည်းဒီပြောနေနေတာကျွန်တော်စကားပြောတယ်မှာကျန်တဲ့ခက်တဲ့စကားတွေတုံးတာတဲ့ရည်ကြီးတိမ်မွေးပြီးတာမြင့်မြတ်တိမ်မွေးပြီးလူကွန်ဖြစ်စေတဲ့စကားမင်္ဂလာဖြစ်မဲ့စကားညီတဲ့ချင်းအသက်ရှင်နေတဲ့ဆိုင်တဲ့စကားကိုပြောတော့သိကောင်းအောင်မကောင်းလားကောင်းပါတယ်ခရစ်တော်ကအဲ့လိုပဲပေါ်လာတယ်မှာအားလုံးရဲ့ဒီမှာပေါ်လာတယ်မိဘဘယ်လိုဆိုရင်လည်းမိဘဘယ်လိုထိန်းနိုင်ရလဲပြီးတော့ငါပြောကြတယ်ငါရှင်မြန်တယ်ဘယ်လိုပြောကြတယ်ပြီးတော့ဘာမှမယုံတာလဲယေရှုကပြောတာညမင်းတို့ထွက်ပြေးတယ်လည်းညှို့ထုတ်ပြောတာတော့အားလုံးထွက်ပြေးတာမပြေဘူးလားပြေးတယ်လေပြောလာတယ်ပြေးလို့ဆိုယေရှုမသိပါဘူးဆို3ကြိမ်အောင်ညင်းတယ်သိလားကျန်တဲ့လူတွေလည်းကြက်ကြောင်မပြောက်လာမပြောက်လားပြောက်တယ်ရှင်ပြန်ထားကြမယ်လို့ပြောတာသူတို့ယုံလားယုံပါမယုံတာတော့ယေရှုဒေါသလည်းမတော်စိတ်လည်းမဆိုးသူတို့လည်းမစဲလည်းမဆိုးဆိုဟိုပြည့်တင်ပြောဆိုရင်မရှိတဲ့ဒီပါပြောတယ်နေ့သိတဲ့စကားပြောတာမပြောတာတင်လို့နိုင်ညီတဲ့ချင်းရှိတယ်သိကောင်းတဲ့တရားပါသိချစ်တဲ့တရားပါစကားလေးလည်းကျွန်တော်ယုံကြည်ခြင်းအားနဲ့တဲ့အရာရှိပါတယ်ကျွန်တော်ကရေးရိုက်တဲ့အရာရှိတယ်ကိုလိုပြောတဲ့စကားကိုဂတိတော်တွေကိုမစွဲနိုင်တဲ့အရာရှိတာယေရှုရှင်ပြန်ထားမယ်ဆိုပြောခဲ့တဲ့စကားစွဲသူတို့တကယ်စွဲနိုင်တဲ့ဆိုယုံပါလေအခုလည်းကျွန်တော်တို့ကတခါလေဘုရားဂတိတော်တွေပြောထားတယ်မစိုးရင်လည်းလို့ပြောမယ်စိုးရင်မထိနိုင်တယ်လို့ပြောမထိနိုင်အနာဂတ်တွေတော့မနေ့ကမှမစိုးရင်လည်းလို့ပြောမယ်မနေ့ကနေ့တော့မဟုတ်ကျွန်တော်နောက်ဘက်ဟောနောက်လာဟောနောက်ပြတော့ပါတခါလေကျိုးစဉ်းစားတဲ့ချိန်ရှိပြီလားကျွန်တော်ကယုံကြည်ရင်အားနေတဲ့ချိန်လေးရိုက်တဲ့ချိန်ရှိပါတယ်ဘုရားပြောတဲ့စကားကိုမစွဲနိုင်တဲ့အချိန်ရှိပါတယ်ဒါမှလည်းဘုရားကကျွန်တော်တို့ပါပြောတယ်ညီတဲ့ချင်းရှိတယ်ဒီအရာအားလုံးပြည်နေသွားတယ်ဒါကြောင့်တနင်္ဂနွေနေ့မှာပဲခရစ်တော်ကပေါ်လာပြီးဒီလိုစကားတွေပြောခဲ့တာဒါဆိုတနင်္ဂနွေနေ့မှာညီတဲ့ချင်းနဲ့ဆိုင်တဲ့ကောင်းကြီးမလားရှိလားမရှိလားရှိတယ်
အားလို့ပြောတယ်တနင်္ဂနွေနေ့မှာညီတဲ့ချင်းနဲ့ဆိုင်တဲ့ကောင်းချင်းမလားရှိတယ်ငါတို့ night play လည်းကောင်းမယ် KTV လည်းကောင်းဘောလုံးလည်းကောင်းမယ်နေ့မှာရှိတယ်လို့ပြောနေတာမဟုတ်ဘူးနော်ပြီးတော့တနင်္ဂနွေနေ့မှာအတူကစုယုံပြီးဝိဒါစုယုံတဲ့ကောင်ကသူတို့အတင်းချင်းပြောနေတာလားအရက်တိသားတွေတောက်စားနေတာလားမဟုတ်ဘူးအတူကစုယုံပြီးသူတို့တယောက်နဲ့တယောက်ခွန်အားပေးတယ်လို့ဆိုတော့နှုတ်ပတ်တော်တွေတရားဒေသနာဆင်ញင်အောင်ပြီလားမအောင်ပြီလားအောင်ပြီအဲ့လိုလုပ်နေတာအရှားပြောတဲ့တနင်္ဂနွေနေ့မှာညီတဲ့ချင်းတွေရှိတယ်ဆိုငါတို့ကောင်းမယ်ဟိုပန်းချံကောင်းမယ်ရုပ်ရှင်မှုကောင်းမယ်ညီတဲ့ချင်းရှိတာအဲ့လိုပြောနေတာမဟုတ်ဘူးအတူကစုယုံပြီးတော့မှတရားတော်တရားဓမ္မနဲ့ပျော်မွေ့တရားတော်နဲ့ပျော်မွေ့နေတဲ့တတ်တာတွေအာမင်ဒါလေးကိုနားလဲစေချင်တယ်အဲ့တိတ်အောင်ကောင်းနေရရှိသေးတယ်သိလားကျမ်းစာဖက်တယ်ကောင်တန်ရှင်းသောဝိညာဉ်တော်ဘယ်နည်းမှကြွလာတယ်ပိဋိကုတ်တွေပွဲနေပိဋိကုတ်တွေပွဲနေတယ်လို့မနေနေယေရှုရှင်မြတ်တမ်းတော့ကရှင်မြတ်တမ်းတော့ဘုလောကမှာရပောင်းပဲ20နေတယ်40နေတယ်အဲ့40နေကောင်းမှုကြွသွားတယ်ကြွသွားရင်နောက်10ရက်ရ90ပြည့်ရဲ့နေ့တန်ရှင်းသောဝိညာဉ်တော်ကြွလာအာမင်ရ90ပြည့်ရဲ့နေ့ကိုခွန်ခွန်နဲ့နေ့40ကိုခုနှစ်ပတ်ပြည့်ပြီစနေနေ့ပြည့်ရင်နောက်ရက်နားလေတန်ရှင်းသောဝိညာဉ်တော်ဘယ်နေ့မှကြွလာတနင်္ဂနွေနေ့တခင်ဘုရားရဲ့နေ့တနင်္ဂနွေနေ့ကိုပြောလဲတခင်ဘုရားရဲ့နေ့ဘာလို့လဲတခင်ဘုရားတေနေ့ကိုအောင်ပြီးတော့မှရှင်ပြတာမြောက်တဲ့နေ့အဲ့နေ့မှာကြွလာတာအဲ့နေ့မှာတင်းချိုင်းကူတကားလဲပွင့်သွားတာပွင့်သွားတာပွင့်ပိတ်တဲ့အရာတော့ပွင့်သွားတာပွင့်သွားတာဒီကျွန်တော်တို့တနင်္ဂနွေနေ့မှာလေဒီနေ့ကျွန်တော်တို့ကတရားတော်နဲ့မှုရတော့လေပြရဲ့ဂရိတော်တွေဆွဲလန်းနေတယ်ကျွန်တော်တို့နာခဲ့ဒီမှာပိတ်ဆို့နေတဲ့တကားတွေခွင်လန်းတကားတွေကျွန်တော်ကောင်းခြင်းမနာတကားတွေပိတ်ဆို့နေကြအောင်ဖြစ်နေရတယ်အားလုံးလည်းပွင့်သွားတယ်အာမင်အာမင်လုံးဝပွင့်ပါတော့လုံးဝပွင့်ပါလိမ့်မယ်အဲ့ပွင့်တဲ့တကားကိုဘယ်သူပိတ်နိုင်လဲဘယ်သူမှမပိတ်နိုင်ဘူးတတိထားဖို့လိုရရကျွန်တော်ပြောတာယေရှုရှင်နဲ့ထားကြတဲ့ခါမှာအဲ့ကြောက်တော့မပွင့်နေရတာဒီရုပ်ဝိညာဏခန္ဓာကိုလေဒီလိုအုံးနေရနေရသူ့စီးကားလို့ရသူရှွတ်နဲ့တွားခြင်းလို့တွားလို့ရတယ်ဘာမှစီးကားလို့မရဒီကြောက်လုံးကိုလည်းသူမပွင့်မဲ့နဲ့ရှုံးနဲ့ဝင်လို့ထွက်လို့ရမှာမရဒါပေမဲ့အဲ့ကြောက်လို့ပွင့်နေတာပွင့်နေတာပြတ်တော်ပွင့်လာတာကျွန်တော်တို့ပွင့်နေတာကျွန်တော်တို့ပွင့်နေတာပြတ်တော်တော့မလုပ်ဘူးဒီကြောက်လုံးပွင့်ကြမလို့ဘူးသူရှင်မြတ်တော်မှာတော့ပဲကြောက်လုံးမပွင့်တယ်ထားမှာမထားမှာဘူးရမှာမရဒီကြောက်လုံးပွင့်တယ်ဆိုအပြင်လူတွေသူတပည့်တော်တွေလာကြည့်တယ်မှာကြည့်တယ်မှာအဲ့မှာတော့ကြည့်တယ်မှာပေရုရောက်ပေရုနဲ့ယောဟန်ကသွားတဲ့ခါမှာဘယ်သူရေရောက်လဲယောဟန်ကအရင်ရောက်ပြီးတော့မှာယောဟန်ကဘုရားလည်းပွင့်တယ်ယောဟန်ကကြောင်းပြီးတော့မှာပါလေတော့အထက်မုံကြီးလက်ငုံကြည့်တဲ့ခါမှာဘာတွေ့လဲအဲ့ဒီမှာပါလေပိတ်ချောဟုတ်လားနော်မာရိဒီပညာတော်နာမှာငိုကြွေးတဲ့နေငိုကြွေးစဉ်ငုံရတွင်းတဲ့သူကြည့်နေကောင်းတယ်မှာဘာတွေပြောပြနေတာဒါဒီမှာမာရိငိုကြွေးတာဟုတ်ကဲ့နော်လေးမှာအခန်းငယ်လေးမှာ24မှာထိုသူနှစ်ယောက်တို့သည်အတူပြေးသည်တွင်အခြားသောတပည့်တော်သည်ပေရုကိုလုံး၍တင်ញိုင်းတော်သို့အရင်ရောက်သည်ရှိတော်ငုံ၍ကြည့်သည်ဖြင့်ပိတ်ပစိုးရှိရသည်ကိုမြင်နှင့်မဝင်မဲနေပိတ်ပစိုးကြံရတာမကြံဘူးလားကြံရတယ်ငုံကြည့်တာငုံကြည့်တာသူတို့ကြည့်လို့ရအောင်မြင်လို့ရအောင်ရုပ်ပြချက်ချင်းမြင်လို့ရအောင်ချက်ချင်းသိလို့ရအောင်ဒီကူကဖွင့်လာတာဖွင့်မလာလားဖွင့်တယ်လမ်းကြည့်တယ်ဟာပိတ်ပစိုးရှိမဝင်မဲနေအရှိမပေရုသည်လည်းနောက်သို့လိုက်ရောက်သောအခါတွင်ထဲသို့ဝင်နေပိတ်ပစိုးရှိရသည်ကို၎င်းခေါင်းတော်၌ရှိသောပေါ်ပါသည်ပစိုးပိတ်ပစိုးနှင့်အတူမရှိပဲတခြားစီလေးလက်ရှိသည်ကို၎င်းမြင်လေ၏တို့ကတင်ញိုင်းတော်သို့အရင်ရောက်သောတခြားတပည့်တော်သည်ဝင်၍မြင်သည်ဖြင့်ယုံလေ၏အာမင်ပထမယုံလားမယုံဘူးငုံကြည့်တယ်ပိတ်ပစိုးရှိတယ်အဲ့ပေရုကစိတ်ညံတဲ့နေရာပေရုကစိတ်ညံတဲ့နေရာချက်ချင်းဝင်လာမှာလားဝင်ပြီးကြည့်တယ်အဲ့နဲ့ကျန်တဲ့တပည့်တော်ကလည်းဝင်လာပြီးကြည့်တာမကြည့်လားကြည့်တဲ့ကောင်မြင်တဲ့ကောင်ကယုံလားမယုံဘူးလားယေရှုတော်မမြင်ဘူးသူတော့ဘာလို့တွေ့ရလဲဒီပိဿကိုတွေ့တဲ့ကောင်ကယုံလားမယုံဘူးလားယုံတယ်တချို့ကပြောတယ်ယေရှုခရစ်တော်ရဲ့အလောင်းတော်ကိုခိုးသွားကြတာခိုးပြီးဖွက်လာကြတာ
တဏှာပါလို့လေပုတ်ကလည်းမပုတ်ကဘူးလားပုတ်ကပြီးဆူဆွဲစဉ်းစားကြည့်တခုကပုံးမယ်ဆိုရင်အဲ့ကိကောင်အဲ့ပိတ်ချောကအရင်စီးကြည့်တာမကြည့်လားပုတ်ကတော့ပိတ်ချောကဈေးကြည့်တာမကြည့်လားကြည့်ရတော့အင်းကြီးဝေစာဟိုတော့အရန်ရှားတယ်ပြောတာအဲ့ပိတ်ချောတွေပါလို့တာအရန်ရှားတယ်ဒါကြောင့်ဒီတိုင်းကားတွေကြည့်တဲ့အခါမှာတော့သူကပါလေတခြားတိုင်းကပိတ်ချောတွေပါလေကုန်ကူတာမကူလားပိတ်ချောလို့စားလို့ကုန်ကူတယ်အဓိကပါလေပိတ်ချောလို့စားလို့တကယ်အဲ့ကိကောင်ကတမိုးရှိတယ်အရာရွှေတွေငွေတွေနဲ့လဲပြီးဝယ်ရတဲ့အရာဒီပိတ်ချောကအဲ့မှာရှိရတော့ဘယ်လိုလုပ်နေလဲသူကတခြားစီနေပြီးတော့လိမ့်တာတော့လိမ့်တာတက်တက်ခက်ခက်ဖြစ်တယ်အခုကရုပ်ပြလာဖို့လဲဆိုရင်အဲ့လိုခောက်ချင်ရလိမ့်ချင်ရမရဘူးပြီးတော့တော့တန်ဖိုးကြီးရဲ့ပစ္စည်းကိုထားရမှာထားရမှာအခုခေါ်ရတယ်တကယ်ရှင်မြန်သားတော့တယ်ဒါပေမဲ့ရှင်မြန်သားတော့ယုံမေးမြောင်လူတွေကဒီလိုဆိုလုံးနေတယ်ဒီရှင်မြန်သားတော့ကျင်ဘိုးတော်ကတိတ်အောင်ခေါ်တယ်အာမင်ဒီရှင်မြန်သားတော့တော်မူရာနေ့မှာဒီနေ့ကိုအနိုင်ယူခဲ့တဲ့နေ့တည်ခြင်းကိုအောင်တဲ့နေ့မှာကျွန်တော်တို့ကအတူတူဝတ်ပြုဥဝဲတဲ့အရာကမြတ်စွာဘုရားမင်္ဂလာရှိအာမင်နေတဲ့ချင်းနဲ့ဆိုင်တဲ့မင်္ဂလာရှိအာမင်ဒါကြောင့်တနေ့ဦးနေနေပဲတပတ်ကလေးပြတ်တာဘာမှမဖြစ်ပါဘူးစိတ်ထဲမှာမခံစားပါနဲ့အဲ့တပတ်ကလေးပြတ်လိုက်တဲ့အရာကတင်းရဲ့စိတ်နှလုံးထဲမှာဘုရားနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းတရားမှာအများကြီးထိခိုက်နေလေရင်းရံနေလေရှိသွားနိုင်တယ်သုံးပါးကိုပဲကြည်ပါအဲ့ဒါကပုံတက်တယ်ဒါဆိုတန်ရှင်တော်ကြီးတို့ကပင်တွေကိုဝယ်နေရောက်လာလားရောက်မလားရောက်လာအဲ့တော့လည်းဘာလို့လဲဆိုသူတို့ကဘာလဲဆိုတော့တော့အထက်ကမ်းမှာနော်အထက်ကမ်းမှာအဲ့ဒီဘက်လိုလဲစုပြီးရမှာ120လောက်ရှိတယ်စုပြီးရမှာသူတို့ကဘာလဲဆိုတော့တင်ကြီးတင်ကြီးကျိုးသားရဲ့စီတောင်းဝင်လာပြုတယ်တရားရည်လည်းစီတောင်းမေတယောက်နဲ့တယောက်အားပေးဟောညီမရဲ့အမေမစိုးရိမ်ပါနဲ့ကွာကျမတို့နားလေးမှာယူလာလူတွေကဒီလိုတွေတက်မယ်ဖြတ်မယ်ကျမတို့ချိန်လာ6လပဲမစိုးရိမ်ရင်သိလားငါတို့ရှိတယ်သိလားငါတို့လည်းဒီလိုပဲစိုးရိမ်မှုတွေထိတ်လန့်မှုတွေရှိတယ်ငါတို့အကူရှိတယ်မင်းတယောက်လည်းဒုက္ခရှိတာမဟုတ်ငါလည်းရှိတယ်ဟုတ်လားငါတို့မောင်နှမတွေငါတို့ညီမှုတွေရှိတယ်ဆိုအတူတူဆွေးရုံးပြီးနေကြတာမနေကြဘူးလားနေကြတာမနေကြဘူးလားနေကြတယ်အဲ့ဒီမှာပိန်တကုတ်တွေဝယ်နေမှာတန်ရှင်တော်ဝင်တော့ရောက်လာလားရောက်လာလားရောက်လာအဲ့ဆိုအဲ့ဒီမှာပဲအဟောစရာဖြစ်တော့ဖြစ်ပြီးတော့သူတို့တရားဟောတဲ့ကွာလူတွေဘာသာစကားအသီးသီးနဲ့နားလည်ပြီးလူပေါင်း1000ပြောင်းလဲတယ်လူပေါင်း1000ပြောင်းလဲတယ်3000ကလေးကြီးဟာ3000ပြောင်းလဲတယ်အဲ့ဒီကဘယ်နေလဲဘယ်နေလဲနေဝင်နေတော့တနေ့ဝင်နေဖြစ်တခင်ပြရနေပြီဒါဆိုရင်ကျမ်းစာမှာတရားဟောတဲ့ကောင်အိမ်ငိုက်ပြီးတော့ပြုတ်ကြသေးသွားတယ်လူကောင်ရှိအောင်ရှိရနော်ပြီးတော့တရားနားတော့တရားနိုင်ပွေတော်သွားတယ်အိမ်ကိုင်တုံးလက်ကပြုတ်ကြတယ်ပြီးသွားတာပြီးတော့နော်အဲ့ဒါပဲမလဲဆိုတော့ဥဒုကုကျွန်တော်ဒီတရားကြီးကမောင်မတွေကိုပြောတာမဟုတ်ဘူးကြားတာပြောတာတော့ကျွန်တော်စောင့်ပြောတာလည်းမဟုတ်ဘူးနော်ဒီအားလည်းကျွန်တော်ပြင်ပန်းတဲ့အချိန်ရှိရကောင်အိမ်ကိုင်တဲ့အချိန်ရှိပါတယ်ဒါကကျွန်တော်နားလဲနော်ပြီးတော့အဲ့ဒါပြောချင်တာဒီတမန်တော်ခန်းကြီး30ရောက်လာတယ်မှာခန်းငယ်ခွန်မှာခொနည်းရတဲ့ပထမနေ့၌ဘုံဘုံပဲခြင်းကစူဝေးကြတော့ကပေါ်လူသည်လက်တံနေ့၌ထွက်သွားပြီဖြစ်တကောင်းတိုင်းအောင်ဟောပြောတဲ့ဒီနေ့ကြီးရဲ့တမန်တော်ခန်းကြီး30ခွန်မှာခொနည်းရမှာဘယ်နေ့လဲပထမနေ့ကဘာနေ့လဲတနေ့ကနေ့ပထမနေ့ကဘာနေ့လဲတနေ့ကနေ့နော်ရတရမှာပထမဆုံးစားတဲ့ရက်ကဘယ်နေ့လဲတနေ့ကနေ့အဲ့ပထမရက်မှာပဲဘာလို့စူဝေးရလဲအတင်းပြောလို့လားရက်ပြီးတော့တောက်စားလို့လားမဟုတ်မုံကိုဖဲ့ခြင်းကဆိုကြတယ်မုံကိုဖဲ့တယ်ဆိုတာပြောကြပွဲတော်မြင်တာစားတာပြောတာဘာစားတာလဲပွဲတော်မြင်တာကိုစားတာအဲ့တော့ကနဦးကမှာပွဲတော်မြင်တာတစ်ပတ်ကိုတစ်ချိန်စားတယ်အပတ်တိုင်းစားတယ်သိလားအပတ်တိုင်းစားတယ်ကျွန်တော်တို့တစ်ပတ်တစ်ချိန်စားတာအပတ်တိုင်းစားတယ်ရနော်သူစူဝေးပြီးသူရားနေပါလေဆင်ညာအောင်လေးရောက်နေတယ်ပွားပြီးလို့ဆိုတဲ့ချိန်ပေါ့အဲ့ဒါပေတို့ပေါ်လို့ကနောက်ရကြတော့ခီးကောင်းမှမကောင်းဘူးလားကောင်းမှဖြစ်တဲ့တော့မချိန်များတော့ပညာလုံးဆွဲတာမဆွဲတာမုံဆွဲတယ်ပညာလုံးတရားဟောတယ်သိလားတရားဟောတော့တရားနာနေလို့လေလူတွေအိတ်ကြိုက်သွားတယ်အိတ်ကြိုက်တာတော့မှနည်းနည်းလုံသွားတယ်လို့ပြောတော်တော်များများအိတ်ကြိုက်သွားအောင်ဗျာပြုတ်ကြရင်ဘာဖြစ်ပါလဲပြီးသွားတယ်နော်စုဝေးရအထက်ကန်းနဲ့မိကွက်များရှိဥဒုကုအမည်ရှိတော့လူတွေတယောက်ဒီဘင်းင်းပေါင်နာမှာထိုင်ရင်အိတ်လိုကျူးလေးရဲ့အိတ်ကြိုက်တာကိုဘာဖြစ်ပါလဲအိတ်လိုကျူးပေါ့အိတ်လိုကျူးခဲ့တယ်တော်အိတ်ပြောပါနည်းနည်းချက်ဟောင်းနေဟောင်းဒီလိုမကွေးတော့ဒီမှာအိတ်လိုကျူးလိုက်နေတယ်နည်းနည်း
ဟုတ်တယ်ဟုတ်ပါတော့အဲ့လိုကြီးဟုတ်တယ်တော့ပေါ်လူတွေကြာမြင့်စွာဟောပြောသည်ပြောပြတယ်တော်တော်ကြာမြင့်စွာဟောပြောသည်ထိုသူတွေအိပ်ပျော်ရဲ့အိမ်သုံးစီအထက်မှာအောက်ကိုကြာရည်တေးဒီကိုသူတို့ဒီချီသွားကြတေးသွားအိမ်သုံးတဲ့ဆိုတော့နည်းနည်းအမြင့်မဟုတ်ဘူးတေးသွားချီသွားတယ်မှာပေါ်လူအားပဲအသက်ပြန်ရှင်းတာမရှိဘူးလားရှင်းတဲ့ကောင်အသက်ရှိရလို့ပြောပြီးတော့ရှင်းတဲ့အုပ်ကကောင်းနေဖြစ်သွားတယ်ပြုတ်ကြပြီးဒီဟာအဲ့ဒီလိုရိုးဖြစ်သွားတယ်ပြန်ရှင်းတာမရှိဘူးလားရှင်းပြီးပေါ်လို့ဘာလို့ထပ်ပြီးတရားဟောတယ်ဒီလိုပေါ်လို့တော်တော်ဟောတယ်ဒါပေမဲ့ကျွန်တော်ဒီဟာကိုပြတဲ့ကောင်မှာကန်ကြီးတော့ပဲဆိုကြောက်တဲ့ဟာလေကျွန်တော်တတိယကန်ကြီးတော့မှလည်းတခါလေကျွန်တော် dance floor ဆိုရဲတခါလေညပိုင်းလည်းလားဆွေးနွေးမှမဆွေးနွေးဘူးလားဆွေးနွေးရတော့ဒါလေသိတော့လားဆွေးနွေးရတခါလေ2 နာရီ 3 နာရီထိုးသွားတဲ့အချိန်ကြီးဟာမနေ့ကလုံးဆက်ရှိလို့တော်ပြီနားကြရအောင်ဆိုတာအဲ့လိုပြောတဲ့အချိန်ချင်းတခါလေဆွေးနွေးမှများတဲ့2 နာရီ 3 နာရီလောက်ရောက်တော့နားတော့လည်းလို့အိမ်ခိုင်းတာမနိုင်ဘူးလားငါလည်းပြောတဲ့လူကသိမနိုင်ဘူးပြောနားတော့လည်းလို့နိုင်အဲ့လိုအချိန်ကြီးရှိရမှာကျွန်တော်အဲ့ကနေဦးကိကိုပြန်တရိယာပြီကန်ကြီးတော့ပဲလုပ်တဲ့ခါမှာဆံမကြီးစုလို့ရမှာအဲ့လိုဆောင်ခဲ့တဲ့လူတွေရှိတယ်ည2 နာရီ 3 နာရီထိပြောလို့ရတဲ့နားတော့တဲ့လူတွေရှိဒါတော့မှမိုးလင်းကြီးပြောမယ်ဆိုပြောလို့ရတယ်လူတွေရှိဒါထားလိုက်ပါပြောချင်အဲ့လိုပြတ်ပေးတာတော့မှပါလို့ပြောတန်းရှင်းအောင်ရှင်းတာရှင်းတယ်အဲ့ဒီမှာပဲပါလေအသက်ရှင်နေရှိတော့ထိုခုနေကိုယူခဲ့၍အလွန်သက်သာခြင်းရှိကြတယ်အလွန်သက်သာခြင်းရှိတယ်ဆိုအားလုံးရဲ့စိတ်နှလုံးမှာသက်သာခြင်းရှိတယ်အာမင်သိလားဒီလူနာကိုပြောတာမဟုတ်ဘူးအလွန်သက်သာခြင်းရှိကြတယ်ဆိုအဲ့နာမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကပါလေဒီကချမ်းသာခံစားအောင်ခံစားအောင်ဘယ်နည်းပါလဲတနည်းနည်းဓမ္မအောင်မှာဆိုဥပုံနေဒါပေမဲ့ယေရှုခရစ်တော်ရှင်မြတ်ထားပတ်ပြီးတဲ့နောက်ပိုင်းမှာဥပုံနေထက်ဘယ်နည်းကိုတုံးတာလဲတနည်းနည်းဒါပေမဲ့အစပိုင်းမှာတော့ဒါဂျူးတွေရှိတဲ့မှာဂျူးတွေကတနည်းနည်းဥပုံနေမှာစုလုံးကြတယ်မှာဥပုံနေမှာတရားဆက်တော့တရားဟောတာတွေရှိတယ်တကယ်တမ်းပြောင်းလဲလာတဲ့သူတွေကြတော့ဥပုံနေမှာစုလာတာတနည်းနည်းမှာစုလာတနည်းနည်းမှာစုလာတော့30ရှိနေနော်ပြောလို့လည်းကောင်းတာနော်အဲ့ဒါနဲ့အဲ့တနည်းနည်းမှာပဲတကယ်စိတ်နှလုံးသက်သာခြင်းအားလုံးခံစားမှာခံစားတည်တဲ့သူတော်ပြန်ရှင်းတာမရှိဘူးလားရှင်းဒါကြောင့်လည်းကိုယ့်ဘက်တော့စိတ်ဝင်စားနေနားထောင်ဘူးတနည်းနည်းပဲဆိုပြန်ရောက်လာပြီးတော့စိတ်ဝင်စားနေတော့အချင်းကြီးပါပဲဒါကြောင့်ကျွန်တော်တရားတော်နားထောင်လိုက်ကျွန်တော်မိတဲ့အရင်တော့ကျွန်တော်ဆရာကြီးတရားဟောချက်နဲ့နားထောင်မှာဇုံးမတက်တဲ့နားထောင်မှာပြောတယ်ဒါလူကြီးပြောတာလည်းသူအာမကတ်နိုင်စိတ်ဝင်စားတဲ့အချိန်ကြီးရှိအမှန်တည်းစိတ်ဝင်စားတဲ့နားထောင်တဲ့ကောင်အကျိုးဖြစ်တာဖြစ်ဒါကြောင့်ပေါ်စားတယ်ကျွန်တော်တရားနားထောင်မှာဇုံးနဲ့တက်ပါအားရင်နားထောင်မှာလို့ပြောလိုက်တာအထိတ်ကမင်းမဟုတ်ဘူးကျွန်တော်တို့ကနားပဲနားထောင်လိုက်ရတာသိလားအဲ့နားထောင်ကြီးရဲ့နောက်ပေါ်မှာကောင်းကြီးတွေအများကြီးပါတော့မပါဘူးပါတယ်အခုတနေ့နေ့မှာဘုရားကျောင်းလာတဲ့လူတွေလာတဲ့လူမတူစရာဘူးတော့မတူစရာဘူးလာတဲ့သူတွေကမှတကယ်တော့ကတော့နောက်ကိုလိုက်တဲ့လူနဲ့မလိုက်တဲ့လူလုံးဝမတူစရာဘူးတူစရာအကြောင်းရှိဖို့မရှိဘူးကျွန်တော်စိတ်ထဲမှာကျွန်တော်ကြုံရတယ်မင်းတို့မလာဘူးရတယ်မင်းတို့လောကနောက်ကိုလိုက်လောကစကားကိုလိုက်တယ်ငါတို့နောက်ကတော့တော့လမ်းပြမှာလာโอเคရတယ်ငါစိတ်ထဲမှာမှတ်တာလူထင်ဒီတိုင်းမှန်တော့လက္ခဏာရှင်မှန်တော့လက္ခဏာမှာရှောက်ကြည့်အဆုံးမှာအေးကြီးရထွက်လာအေးငါတို့ကလောလောလဲမှာတော့မင်းတို့အမြင်မှာဘာမှမဟုတ်ဘူးပုံမှန်တရားနဲ့မှုတော့ဟုတ်သေးဆိုတယ်သူကဆုတော်ဆိုတာအမျိုးသမီးစီဆိုလည်းတိတ်အားတော့ဆုတယ်ပုံဘူးလေးဆုလိုက်နုံနေနေဆုလိုက်ရားထဲမှာလည်းပုံပေါ်သူတို့ဆုလိုက်တစ်ခါလေးတချို့ကတော့ဒီဘွဲတွေကဘာလုပ်နေရလဲပြောလုံလည်းမလုပ်ဘူးလားလူပြင်းနေတာလို့ထင်ကောင်းထင်နေကျွန်တော်တို့ကတကယ်အကျိုးရှိတဲ့အရာကိုလုပ်နေတာဒါပေမဲ့လောကလူတွေနားမလဲအဲ့နောက်ကမှဘယ်လောက်ရှိရလဲကောင်းကြီးအများကြီးရှိတာအများကြီးတဲ့ကျွန်တော်အတင်းတော့စားတယ်ပေါ့ကျွန်တော်အတင်းတော့ကအိမ်ကားပွားနေနေတဲ့လူတွေပါပဲနော်အဲ့ဒီမှာစားတယ်အိမ်ပိုင်ရှိတာဆိုဆရာမခေါ်လေးကိုဆရာမနာမှာပြောသေးတယ်သူတို့ကြံနေပါတယ်ကျန်တဲ့ကျွန်တော်အစားပြောတာအိမ်ကားကတော့မှတစ်ခါလေးပေးဖို့တော့မှတစ်ခါလေးလာဟိုပတ်စံဆင်းပြီလားအားလေအိမ်ကားပေးဖို့တော့မှစဉ်းစားနေတဲ့အချိန်ရှိတယ်ဒါပေမဲ့ကျွန်တော်ငကူရအတင်းတော့လုံခဲ့တဲ့9နှစ်ကလေးကျွန်တော်ပြောတယ်ငကူတော့နောက်လိုက်ပါဘုရားကကျွန်တော်တို့ကောင်းကြီးပေးမယ်ချမ်းပိုင်ကြိုက်ပိုင်ရဘုရားကောင်းကြီးပေးမယ်အာမင်ဒီလိုမပိုင်သေးတဲ့လူတွေပိုင်အာမင်
တော့မတ်တင်မျိုးကြောင့်ပိုင်မောင်းပိုင်လားပိုင်မယ်တော့ဘယ်လိုတော့တိုင်းတယ်တနုနေနေမှာခါရီနာရေးရှိလို့ပါရှိလို့ကျွန်တော်အခြေအနေတွေကအောက်ပါတယ်ဒူလူရေးရှိဒါပေမဲ့အဲ့ဒီဒူလူရေးအထက်မှာမရှိရတယ်ဒီအရင်ခရစ်တော်နဲ့မှတော့ပါတယ်ဆိုတော့ကိုရောနောက်ကိုလိုက်ပြရတယ်ဒါပေမဲ့ကျွန်တော်အဖေကိုသွားတချို့ဦးမယ်ယေရှုလူသေးတချို့ပါသေးတယ်မင်းကတော့လိုက်လို့လိုက်အဲ့လိုနေပြောနေတာဒါလည်းကျွန်တော်တနုနေနေမပြတ်စေဘူးဒီနေ့နိုင်တော့မပြတ်စေဘူးဘာဖြစ်လို့လဲကောင်းကြီးဆုံးရှုံးသွားမှာဆိုလို့ပြောတာသိလားကျွန်တော်လူများမလုပ်နေတာမဟုတ်ဘူးအလူငွေလူချင်းလို့လုပ်နေတာမဟုတ်ဘူးသိလားအပြားကြောင့်လာပါဆိုတော့လာအလူငွေထည့်တယ်ဆိုတော့အလူငွေလူချင်းလို့ကျွန်တော်အတင်းခေါ်နေတာမဟုတ်ဘူးဒီကောင်းကြီးဖြစ်စေခြင်းလို့ပြောတာပါအဲ့ကောင်းကြီးကတပတ်နဲ့ပတ်နဲ့ထူးခြင်းပါလေထူးနေတယ်ဒါနဲ့ကြာလေထူးမှမဟုတ်လားကြာလေထူးလေနော်ကြာလေပူပြီးကောင်းသားလေးဖြစ်နေအာမင်ဒါကြောင့်ကျွန်တော်ညီကောင်မောင်တို့ကတကယ်ယုံကြည်ခြင်းတရားကိုတကယ်ရှောက်ဘုရားကြောင့်စိတ်ဝင်စားနဲ့လားစိတ်ဝင်စားနဲ့နားစိတ်ဝင်စားနဲ့လက်တွေ့လိုက်လို့တရားတော်တိုင်းလက်တွေ့လို့တကယ်ဘုရားကကြီးမြောက်အောင်မကြီးမြောက်ဘူးလားစိတ်ချမ်းသာရင်ကိုယ်ချမ်းသာရင်ပေါ်လာအာမင်ညီအချင်းနဲ့ဆိုင်တဲ့အရာတွေအားလုံးခံစားရမယ်အာမင်အဲ့ညီတဲ့ချင်းတွေမှာလုံးလို့ပါတော့ပါလားညီတဲ့ချင်းတွေမှာစီးပွားရေးအဆင်ပြေခြင်းတွေပါတယ်တားရဲ့သူတွေကောင်းစားခြင်းတွေပါတယ်အနာဂတ်တွေနှပ်ပါခြင်းတွေပါတယ်ငွေကြီးအဆင်ပြေခြင်းတွေပါတော့ပါလားပါတယ်ကျမ်းမာခြင်းတွေပါတော့ပါလားအဲ့ညီတဲ့ချင်းဆိုတဲ့စကားလုံးအလုံးလို့ကောင်းခြင်းမလားပါအာမင်မူလူလိုက်လာဝမ်းသာဆက်လိုက်လာဘုံလူခရိယန်တက်တဲ့အနည်း20အနည်း30လောက်ရှိတဲ့ဘဝတက်တာအခုနောက်ပိုင်းမှာဒီဂရီတော်ဖြောင်းတဲ့ခြင်းတရားကိုလက်ခံပြီးရှောင်လန်းတဲ့တက်တာမတူစီရအောင်အာမင်ဒါကြောင့်ကြံတဲ့လူတွေလည်းမဖြစ်သေးရင်စိတ်ရမကြနဲ့စိတ်မပြတ်နဲ့အချိန်တိုင်းတီးမှမပြီးလားတီးမှမပြီးလားတီးမယ်နော်ကျွန်တော်အများနဲ့ပြောတယ်အုံတီးတဲ့အချိန်နဲ့ပန်းတီးတဲ့အချိန်မတူဘူးပန်းတီးတဲ့အချိန်နဲ့တီးတဲ့အချိန်မတူဘူးသူကြောင့်တီးငါကြောင့်မတီးဘူးလို့လည်းအားမဲကြလို့လားသူတီးနေလို့မနာလို့ဖြစ်စရာအကြောင်းရှိလားမရှိဘူးအဲ့ဒါတွေအားလုံးစာလေးဥပ္ပစိတ်မနာလို့လည်းသိငယ်တယ်အားငယ်တယ်အဲ့လိုမဖြစ်အောင်အားလုံးဖြစ်မှာမဖြစ်ဘူးလားဖြစ်တယ်လေကျွန်တော်တကယ်ပြေးတော့ကျွန်တော်လည်းပိုင်ခွင့်ရမှာမရဘူးရတယ်ကိုယ်တိုင်းလာလဲဆိုပိုင်ခွင့်မရအောင်အနေမစဲကြည့်လို့လေအောင်စရာကြီးတော့ကိုယ့်ဘာသာအလုပ်လုပ်လို့ဦးစိုးလေးလာတာနဲ့အမဈေးရောက်နေရတယ်ဆိုဝယ်နိုင်တာမဝယ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့တရားတော်နိုင်တိုင်းနေမှာဖြစ်လာတယ်မဖြစ်ဘူးလားအနီမယ်ဒီလည်းဖြစ်လာမဖြစ်ဘူးလားဖြစ်တယ်အနီမယ်ဒီလို့လည်းရတယ်ဟုတ်အနီမယ်ကြည့်လာတယ်ရတာမရဘူးလားကျွန်တော်လည်းရတာမရဘူးလားကျမဘောလေးပါရှိလို့လေဒီကလေးတွေနဲ့သူ့အိမ်အပေါ်ထဲလည်းတက်နိုင်လားမတက်နိုင်လားတက်နိုင်လားမတက်နိုင်လားတက်နိုင်တယ်လေကာဝေးကြတယ်လေအစားပြုရပြအဆုံးတတ်တော့ဆက်ပါတော့လေသူ့ဟာနဲ့သူပဲသိရလားတောက်ွက်ကြီးနဲ့သိရလားဘေးကလူကတော့မှာဟိုတိုင်းတစ်ချမ်းလာခတ်ပြီးသွားတယ်နောက်လည်းတစ်ချမ်းပဲမဟုတ်လားပြောလားဦးလူလည်းဖြစ်မှာမဖြစ်ဘူးလားဦးစောနေလူဖြစ်မှာမဖြစ်ဘူးလားဦးစောနေလူအားကြောင့်ဒီလိုနေနာလိုက်ပြီးတော့ပြဦးစောနေလူပြဂရီတော်လေးရှောင်းလိုက်ပြီးစေကုတ်လူတွေလည်းကျွန်တော်မပြတ်နဲ့သစ္စာကြည့်တော့ထဲဘုရားဂရီတော်လည်းရှောင်းတာဖြစ်မှာမဖြစ်ဘူးလားဖြစ်မယ်အာမင်မတည့်ပြီးတော့ဖြစ်မှာမဖြစ်ဘူးလားဖြစ်မယ်မကဖြစ်မှာမဖြစ်ဘူးလားဖြစ်မယ်နော်အချိန်နဲ့မကြည့်တော့ငါဈေးအောင်လာနဲ့ငါယောက်ျားလောအားနဲ့ငါတို့မဖြစ်နိုင်ဘူးလို့မတွေးနဲ့ဘုရားတစ်ခွက်အကွက်ရှိလိုက်ရင်ဒုံနဲ့ဖြစ်နိုင်အောင်ဖြစ်နိုင်ကျွန်တော်ကွာပဲကြည့်တယ်ဖုတ်လိုက်နဲ့ရေတက်လိုက်မိုးတက်လိုက်နဲ့ကျွန်တော်ဖလောက်ပါဖြစ်တယ်ကြည့်အဲ့လိုဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ပါဇက်ကပိုင်းနေဖြစ်မယ်ပြောလာမပြောဘူးလားပြောနေတာပဲကျွန်တော်လည်းအိမ်ငောင်းပါနေတယ်ဘာမှမပိုင်ဘူးအိမ်သားကပေးလို့တော့လည်းအဆင်ပြေတဲ့အချိန်ကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အားပေးနေတယ်ဘာလို့လဲဘယ်သူရှိလဲဖျားရှိတယ်ဖျားကလေးတော့ရှိတယ်အာမင်ကျွန်တော်လျှောက်တယ်နဲ့မှန်တယ်မှန်လို့မလို့အာမခံရင်အာမင်မြန်စရာမလုံးနာမှုအရေးကြီးတယ်အာမင်ဒါကြောင့်အားလုံးတိုးတက်လာတယ်အာမင်ဒီ2026မှာပိုပြီးနှုတ်ကပတ်တော်ကိုစိတ်ဝင်စားပါအထူးဝိပုဝဲခြင်းတွေအထူးကစုံရင်းမှုတွေမှာမပြတ်မကွက်မနဲ့ရှောင်လန်းပါဘုရားရဲ့စကားဆရာကြီးပြောတယ်ဘုရားရဲ့စကားတော်နဲ့အညီအသက်ရှင်ရှောင်လန်းပါအောဝယ်တဲ့ကောင်းခြင်းတွေအောဝယ်တဲ့နမိတ်လက္ခဏာကြုံပြရအောင်ကြုံပြရအောင်ကြုံပြရမှာဖြစ်အာမင်အသက်နဲ့ဆိုင်တဲ့လက္ခဏာတွေလည်းထင်ရှားလာတယ်အာမင်အာမင်အဲ့ဒီမဲ့ကြလာလို့ကြည့်တယ်ဘုံလည်းကိုလို့လေဒီသားသူတွေအားလုံးလုံးနေတဲ့ချိန်ကြောင့်ဝင်နိုင်လားဝင်နိုင်ဘုံလည်းကိုလည်းအလုပ်ဖတ်တယ်သောက်ပြီးတဲ့အလုပ်လည်းမလုပ်ဘူးအဲ့ဒီမဲ့ကြလာတဲ့အမှုတော်ဆောင်တယ်ဘုံလည်းကိုလည်းအမှုတော်ဆောင်ဘယ်သူပဲလို့ကိုကမှုသားပြအောင်တယ်တကယ်တော့ဖြစ်နိုင်မဖြစ်နိုင်တဲ့အချိန်မှာအလုပ်လုပ်လာလို့လုပ်လာအချိန်နဲ့မဆိုင်ဘူးလားသိလားလောက်တာအချိန်နဲ့ဆိုင်တာကျွန်တော်အားလုံးနဲ့မှလောက်သွားတာဒီဘက်နဲ့ပတ်သက်ပြီးလောက်တာအချိန်နဲ့ဆိုင်တယ်ဒီဘက်ကျလာတဲ့သင်္ကေတဆိုမဆန်းကြီးတယ်
အနိမသက်ကြီးတဲ့အချင်းနဲ့မဆိုင်အနိမတည်တဲ့အချင်းတွေလည်းမဆိုင်တော်တော်နဲ့ဆိုင်တာမဆိုင်အားလုံးမေ့ချတာစောကြလို့လည်းသူလည်းရစောကြနဲ့ကလေးမွေးလာဆရာရပါတော့ဒီနာမည်စောကြကြီးတော်လည်းကောင်းကြီးတော်ကြီးတော်တိုင်းသူကြီးတော်ခံလာတာမလားသူလည်းမှရေးကြလေးနဲ့တွေ့နေတာပဲပြီးသူဘွားရှိနေတာရွှေတွေပါတယ်သူထွေးရောက်ကြတယ်နေငယ်တော့ရနေတယ်သူပဲပြီးသူဘွားလို့ပြီးတာသူဘွားလည်းသူ့မိရောအချင်းနဲ့မဆိုင်ဘူးပြီးတော့ကျွန်တော်အမေဆိုရကျွန်တော်အမေအရင်ပစ္စည်းတပုံရထားတာအသေးမွားလေးရတယ်ပြီးရတန်ဖို့ညီမတို့ပြောမယ်ဆိုချိကုန်တော့ပြောကစီးနေတာဒါပေမဲ့ဒီနေရာမှာကျကစီးနေတာလေသူစိတ်လုံးလို့ပါဘုရားအခြေအနေနဲ့မဆိုင်ဘူးအားလုံးလုံးလို့အာမင်အာမင်အာမင်ဒါကြောင့်ဒီကနေ့2020ကျောင်းမှာ